လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကုမ္ပဏီပိုင်ရှင်အမျိုးသမီး CEO တယောက်ဟာအချစ်အတွက်နဲ့မိမိရဲ့ဂုဏ်တက်တွေကိုဖုံးကွယ်ပြီးတာမန်မျိုးသားတယောက်နဲ့အိမ်အောင်ပြုခဲ့ပါတယ်။သူတို့ရဲ့ဘဝလေးကရိုးရှင်းပေမဲ့တိတ်ကိုပြောစရာကောင်းခဲ့တာပေါ့။မကြခင်မှာပဲသူတို့နှစ်ဦးရဲ့အသေးကျော်သမီးလေးကိုဖွင့်လှစ်ကြိုဆိုနိုင်ခဲ့ပြီးဒီလိုပဲထာဝရပျော်ရွှင်သွားရတော့မယ်လို့ယုံကြည်ခဲ့ကြတယ်။ဒါပေမဲ့တာယာတဲ့နေ့ရက်တွေကကြာရှည်မခံဘူးဆိုသလိုပါပဲ။ကလေးမွေးရဲ့နေ့မှာပဲ CEO မလေးဟာတွေးတုံပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လာခဲ့တယ်။ဆေးရုံကတေးငယ်ပြီးဆေးပညာမပြည့်စုံတာကြောင့်ခင်မုန်းဖြစ်သူကဇနီးကိုတခြားဆေးရုံပြောင်းဖို့ကြိုးစားခဲ့ပေမဲ့ဆင်းရဲလွန်းတာကြောင့်ဘယ်ဆရာဝန်ကမှလက်မခံခဲ့ကြဘူး။အဲ့ဒီအချိန်မှာပဲဆရာဝန်နဲ့သူနာပြုအုပ်စုတစုရုတ်တရက်ပြေးထွက်လာပြီးဘာမှမပြောဘဲဇနီးဖြစ်သူကိုအရေးပေါ်ကုသခန်းနဲ့ခေါ်သွားကြတယ်။ခင်မုန်းဖြစ်သူကြောင့်အံ့ဖြစ်နေတော့မှပဲဇိမ်ခံကအုပ်စုကြီးဆက်ရောက်လာခဲ့တယ်။အဲ့ဒါကတော့ CEO မလေးရဲ့ဖခင်တထေးကြီးရောက်လာတာပဲဖြစ်ပါတယ်။တထေးကြီးကသမီးဖြစ်သူကိုကောင်းကောင်းမဆောင်ရှောက်နိုင်တဲ့အတွက်သူ့ကိုတုံးနဲ့ရိုက်နှက်ပြီးဒေါသတကြီးကျိမ်းမောင်းပါတော့တယ်။အဲ့ဒီတော့မှခင်မုန်းဖြစ်သူဟာသူ့ဇနီးကတထေးကြီးရဲ့သမီးဖြစ်မှန်းသိလိုက်ရတာပါ။တထေးကြီးကသူ့သမီးကိုအခုချက်ချင်းဆုတ်ခွာသွားဖို့မဟုတ်ရင်ဆက်ပြီးမကုသပေးဖို့ချင်းချောက်လာတဲ့အခါဇနီးဖြစ်သူရဲ့အသက်ဘေးအတွက်ခင်မုန်းဖြစ်သူကမျက်ရည်တွေနဲ့သဘောတူလိုက်ရပါတော့တယ်။မကြခင်မှာပဲသမီးလေးကိုဘေးကင်းစွာမွေးဖွားနိုင်ခဲ့ပေမဲ့တထေးကြီးကငါတို့မျိုးရိုးမှာနှင်းကြတဲ့တွင်းတော့တာကိုအလိုမရှိဘူးဆိုပြီးကလေးကိုခင်မုန်းဖြစ်သူနဲ့အတူနှင်ထုတ်လိုက်ပါတယ်။ပြီးတော့သမီးဖြစ်သူ CEO မလေးကိုတော့ကလေးကမွေးကလေးကတည်သွားပြီးလို့လိန်ညာပြီးသူတို့ဇနီးမောင်နှံကိုထာဝရခွဲပစ်လိုက်ပါတယ်။ဒါပေမဲ့ CEO မလေးဟာအမပြည့်သေးတဲ့ကြားကခင်မုန်းဖြစ်သူရှိရာစောက်လို့ရေးစိုက်ထဲထိလိုက်ရှာခဲ့ပါတယ်။သူမကသူနဲ့အတူတူဘဝကိုဖျက်ဆီးချင်တာပါ။သူမကခင်မုန်းကိုဖတ်ဖို့ပြေးသွားမှာပဲမမျှော်လင့်တဲ့အဖြစ်ဆိုးကြီးဖြစ်သွားခဲ့ပါတယ်။ခင်မုန်းဖြစ်သူကစိတ်လှုပ်ရှားမှုကြောင့်ခြေချော်ပြီးအမြင့်ကနေပြုတ်ကျကဒဏ်ရာပြင်းထန်စွာရသွားခဲ့တဲ့ CEO မလေးလည်းအဲ့ဒီအဖြစ်အပျက်ကိုမခံစားနိုင်ပဲနေရာမှာတင်မေးလဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တထေးကြီးကသမီးဖြစ်သူရဲ့တန်ရောစင်ကိုအပြက်ဖြတ်ဖို့ခင်မုန်းဖြစ်သူတည်သွားပြီလို့လိန်ပြောပြီးအိမ်ကိုအတင်းခေါ်ကမိသားစုလုပ်ငန်းတွေကိုလွှဲပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီး CEO မလေးဟာနေတိုင်းငိုကြွေးနေခဲ့ပြီးအဖေဖြစ်သူစီစဉ်ပေးတဲ့ဘယ်အိမ်အောင်ရေးကိုမှလက်မခံခဲ့ဘူး။အဲ့ဒီလိုညှဉ်းဆန်မှုတွေကြောင့်ပဲတထေးကြီးဟာနှလုံးရောဂါဖောက်လာခဲ့ပါတယ်။ဒါက CEO မလေးကိုသူမရဲ့ခင်မုန်းနဲ့သမီးအပေါ်ပို့ပြီးလွှမ်းဆွစေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖခင်ဖြစ်သူအခြေအနေကောင်းသွားပြီဆိုတာသိတာနဲ့ CEO မလေးဟာကုမ္ပဏီလုပ်ကိစ္စအကြောင်းပြပြီးအိမ်ကနေထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူမထွက်လာတဲ့အချိန်မှာခင်မုန်းဖြစ်သူပေးထားတဲ့လက်စွပ်လေးကိုမတော်တဆအမှတ်မထင်ပျောက်ဆုံးသွားခဲ့တဲ့တိုက်ဆိုင်ပဲအဖေဖြစ်သူကအဲ့ဒီလက်စွပ်ကိုတွေ့သွားပြီးသမီးဖြစ်သူရဲ့မျှော်လင့်ချက်ကိုအမြင့်ဖြတ်ဖို့အတွက်ဆေးရုံပေါ်ဝါမှာရှိတဲ့မိန်းကလေးငယ်လေးတစ်ယောက်ကိုအဲ့ဒီလက်စွပ်ကိုတန်းပေးလိုက်ပါတော့တယ်